Hello မင်္ဂလာပါကျွန်မကဝိတ်ချနေတဲ့သူတယောက်ပါဝိတ်ကလည်းပေါင်190နီးပါးအနေပေါ့နော်130အထိချပြီးသွားပြီပေါ့နော်ကျွန်မရဲ့ဝိတ်ချခြင်းမှာကကျွန်မကကိုစိတ်ဒုက္ခမပေးဘူးအစာငတ်မခံဘူးကျွန်မကလေ့ကျင့်ခန်းလည်းမလုပ်ဘူးပေါ့နော်လေ့ကျင့်ခန်းလုပ်ကမှလည်းပြင်းနေအဲ့ဒီဟာကိုကျွန်မက2လအတွင်းပေါင်30လောက်ကိုပေါ့နော်ဘယ်လိုချလိုက်လဲဆိုလို့ရှိရင်ကျွန်မအစားကိုဆင်ကျင်တယ်ဆင်ကျင်ခြင်းမှာလဲကျွန်မကအကုန်လုံးဟိုကမစားတရားမစားဘာမှမလုပ်ဘူးဒါပေမဲ့ကျွန်မဖြတ်တာတစ်ခုပဲရှိတယ်ကျွန်မကအားနာစာကိုဖြတ်တယ်အားနာပြီးလိုက်စားပေးရတဲ့အရာတွေအကုန်လုံးကျွန်မဖြတ်တယ်ကျွန်မမကြိုက်တဲ့ဆိုင်ကိုသွားမယ်ဆိုရင်ကျွန်မမလိုက်ဘူးကျွန်မကြိုက်တဲ့ဆိုင်ကိုသွားမယ်ဆိုလို့ရှိရင်လည်းကျွန်မကဘယ်အရာဝိတ်တက်စီတယ်လဲဘယ်အရာဝိတ်ကြစီလဲဘယ်အရာကိုကြိုက်တယ်လဲဘယ်အရာကိုမကြိုက်ဘူးလဲဆိုတော့ကျွန်မအသေးစားကြည့်ပြီးတော့ကိုကြိုက်တဲ့အရာဆိုရင်တော့အများကြီးစားပါတယ်ဥပမာဟော့ပေါ်ဆိုင်သွားတယ်ဆိုလို့ရှိရင်ကျွန်မကအသားကြိုက်တဲ့အတွက်အသားကိုအများကြီးစားတယ်ဟော့ပေါ်ဆိုင်မှာရှိရဲ့ဒီဘေးကပါတယ်ပေါ့နော်အဲ့လိုမျိုးမလာရှန်ကောတို့ဟိုအတုပ်ဒီအတုပ်ဟိုကြက်ကြော်ဒီကြက်အဲ့လိုဟာတွေကျွန်မဘာမှမကင်ဘူးပေါ့နော်ဟော့ပေါ်ဆိုင်သွားပြီဆိုလို့ရှိရင်အသားဆိုရင်အသားအရွက်ဆိုအရွက်ကျွန်မအဲ့လိုအများကြီးစားတယ်ဘိုက်အတင်းစားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်မရှောင်းတာမရှိဘူးကျွန်မကထမင်းဆိုရင်လည်းစားလိုက်တယ်ပေါ့နော်ဒါပေမဲ့အရင်တော့ကထမင်းကိုတစ်နေ့တပိုးကြီးပကံအကြီးနဲ့စားတဲ့အချိန်အခါရှိခဲ့ပေမဲ့ပေါ့နော်ထမင်းကိုအများကြီးစားပေမဲ့အခုဒီဝိတ်ချနေတဲ့အချိန်မှာကျတော့ကျွန်မကထမင်းကိုအားသာပြေဘိုက်ပြေုံမဲ့စားတယ်ဟိုလိုမျိုးဟိုလုံးဝဘိုက်ကြီးဖောင်းကားပြီးတော့အဲ့လိုအစာခြေရအရန်ခတ်အောင်ကွာအများကြီးထည့်ပြီးကျွန်မမစားဘူးပေါ့နော်ကျွန်မချင့်ချိန်ပြီးတော့စားတယ်ကိုဘိုက်အရန်စားလောက်မွတ်သိမ့်နေအောင်လဲကျွန်မမထားဘူးဟိုစားကျင်တဲ့အရာတွေကိုမစားရဘူးဆိုတဲ့ဟာမျိုးလဲကျွန်မကန့်တတ်မထားဘူးပေါ့နော်အေးတောက်ချင်သလားအေးတောက်တယ်အရင်တော့ကတပူးကုံတဲ့ဟာကိုကျွန်မကအခုဆိုရင်2ငုံမဲလဲတောက်ရင်တောက်တယ်3ငုံမဲလဲတောက်ရင်တောက်တယ်ဥပမာပြောချင်တာအရင်တော့ကတစ်နေ့ကိုအေး3ဘူးတောက်ခဲ့ရဆိုလို့ရှိရင်အခုဝိတ်ချခြင်းမှာဝိတ်ချနေတဲ့ကာလတွေမှာကျွန်မကအေးကိုတနေ့လုံးကိုတပူးပဲကုန်ရင်ကုန်တယ်ပေါ့နော်အာလူးကျော်ဆိုလဲအဲ့လိုပဲအရင်တော့ကျွန်မတစ်ခါစားရင်3-5တော့တပြိုင်နဲ့စားနိုင်ပေမဲ့အခုဝိတ်ချတဲ့ကာလမှာဆိုလို့ရှိရင်အာလူးကျော်တစ်ထုပ်ကိုလည်းမနက်နည်းနည်းညနည်းနည်းနေ့လည်နည်းနည်းဆိုပြီးကျွန်မခွဲစားတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဟိုစင်ကျင်လိုက်တယ်ဆိုတဲ့ဟာမျိုးတော့ကျွန်မရှိရဲဒါပေမဲ့ကျွန်မဟိုမစားတော့ဘူးဆိုတဲ့ဟာမျိုးမလုပ်ဘူးကျွန်မဘယ်တော့မှဒုက္ခမပေးဘူးအဲ့တော့လူကတဖြည်းဖြည်းပဲဖြစ်လာလဲဆိုတော့အစားနည်းလာတယ်ပေါ့နော်နည်းဖြစ်နေတဲ့အခါကျတော့အစားနည်းလာပြီးတော့တချို့ရက်တွေဆိုအစားမစားခြင်းစိတ်တောင်မှသူ့လိုဖြစ်လာတယ်တချို့ရက်တွေဆိုလို့ရှိရင်အဲ့လိုပါဇက်မကောင်းဘာဖြစ်မစားခြင်းဆိုတဲ့ရက်တွေလည်းရှိတယ်အဲ့လိုရက်တွေဆိုလဲကျွန်မရဲ့စိတ်ကိုအလိုလိုက်တယ်ကျွန်မမစားခြင်းဘူးစားခြင်းစိတ်မရှိဘူးဆိုရင်ကျွန်မမစားဘူးသူများတွေလိုမျိုးကျွန်မရေမကောင်းဘူးကျွန်မရေမကောင်းဖြစ်မဲဘာဖြစ်တယ်ညာဖြစ်မဲဆိုပြီးကျွန်မစားလိုက်ပါမယ်ဆိုတာမျိုးမရှိဘူးအဲ့လိုမစားခြင်းတဲ့ရက်တွေဆိုရင်ကျွန်မ fasting သဘောမျိုးလုပ်လိုက်ပြီးတော့မစားဘူးပေါ့နော်အဲ့လိုမျိုးလုပ်တယ်တခါလေကြာလို့ရှိရင်ကျွန်မကြိုက်တာတွေကိုအရင်အစားများတဲ့နေ့တွေဆိုလို့ရှိရင်ကျွန်မညဘက်ကြာလို့ရှိရင် detox တို့ fiber တို့သိရမလားခါလေကြာ1 note စီတို့ကျွန်မအဲ့လိုတောက်လိုက်တယ်တနေ့ကုန်စားရတဲ့အရာတွေကိုကျွန်မပြန်ပြီးထုတ်လိုက်တဲ့သဘောပေါ့နော်ဒါအလွယ်နည်းကျွန်မလုပ်တယ်အဲ့လိုမျိုးလေးလုပ်တယ်ပြီးသွားလို့ရှိရင်ကျွန်မကအဓိကကြတော့လေဘာလို့လဲဆိုကျွန်မတို့တွေကလေဒီအမြဲတမ်းသွားလာပြီးတော့အပေါင်းအသင်းလဲပေါ်တယ်အပြင်နေနဲ့လည်းအမြဲထိတွေ့နေရတယ်အဲ့လိုလူတွေဖြစ်တဲ့အတွက်ကျွန်မတို့ကအစားကိုဘလို့မှရှောင်လို့မရဘူးမစားဘူးကိုတီးသက်နေလို့လည်းမရဘူးရှောင်းလို့လည်းမရဘူးလူမှုရေးရလည်းရှိရလေအဲ့လိုမျိုးတွေဆိုတော့ကျွန်တော်တို့ကဆင်ကျင်ရမယ်တကယ်ချင်းနေနဲ့သွားတယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်မအရန်ကြိုက်တဲ့ကွတ်တီယိုဆိုင်အခုပေါ့နော်ကျွန်တော်တို့ခရီးသွားနေတဲ့ကွတ်တီယိုဆိုင်ကျွန်တော်တို့ဝင်စားတယ်ကျွန်မခါတိုင်းဒီကွတ်တီယိုဆိုင်မှာကျွန်မ2ပွဲကိုစားတယ်အနည်းဆုံးစားတယ်ဒီလိုပကံကြီးနဲ့အပြည့်ကိုကျွန်မ2ပွဲကုန်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်မအေးတွေလည်းတောက်တယ်ဒါပေမဲ့ဒီနေ့အခုဆိုလို့ရှိရင်ဒီဝိတ်ချတဲ့ကာလမှာဆိုရင်ကျွန်မဒီကွတ်တီကိုတပွဲပဲစားတယ်တပွဲကိုအကြာကြီးပဲကျွန်မစားတယ်အစာတွေကိုကျင်ညံ့ဝါးတယ်တဖြည်းဖြည်းစားတယ်ပြီးကျွန်မအရန်ဆက်လာတယ်ရေတောက်ရှင်တဲ့အချိန်မှာကျွန်မခါတိုင်းဆိုရင်အေးတောက်တယ်ဒါပေမဲ့ကျွန်မအခုကွတ်တီကိုလည်းပွဲလိုက်ကြည့်တပွဲအဝစားမှဖြစ်တဲ့အတွက်ကျွန်မအေးကိုကျွန်မမယူတော့ဘူးခါလေကြတော့လေကိုအမြဲတမ်းအရန်အလိုလိုက်လို့မရဘူးလေနော်တော်ရုံသိရုံအလိုလိုက်တာပဲကောင်းတာဆိုတော့ကျွန်မအေးစားကျွန်မရေကိုတောက်တယ်ရေကတော့ကျွန်မရေခဲရေဆိုလဲတောက်တယ်ရိုးရေဆိုလဲတောက်တယ်ဆိုလိုတာကကျမ်းမာစွာနေထိုင်တဲ့နီးကိုကျွန်မရွေးချယ်လိုက်တာပေါ့နော်အများကြီးအလိုကျူးတွေအပြင်းထန်နေကျွန်မဘယ်အရာမှမလုပ်တော့ရင်တော့ဆိုလို့ရှိရင်ကျွန်မဟော့ပေါ်စားရအောင်လေးအသေးတစ်နှစ်တမိုးစားပြီးတော့ဒီလေချောင်းအထီကိုအစာတွေကကြောက်နေရပါတော့ဒီဘိုက်ထဲကနေအဲ့လောက်ထိကိုစားတယ်သူအခုကအဲ့လိုမျိုးကျမ်းမာစွာစားတောက်တဲ့နီးလေးကိုပြောင်းတယ်အဲ့လိုမျိုးလေးလုပ်တယ်ပေါ့နော်
အဲ့ဟာလေးပေါ့ပြီးသွားလို့ရှိရင်အမြဲတမ်းကျမပြောဆိုကျမဖင်ပေါ့လေးနေတယ်ပြင်းလည်းသွားခြင်းဟုတ်မလားခြင်းအဲ့လိုမျိုးမလုပ်ဘူးကျမဖက်ခနဲ့ဆိုလဲထသွားတယ်တခုခုဆိုလို့ရှိရင်လည်းပေါ့နော်အဲ့လိုဖင်လေးပြီးတော့သွားချင်မနက်မှပေါင်းလုံးမယ်ညမှပေါင်းလုံးမယ်အဝတ်ဆိုလို့ရှိရင်လည်းခါတိုင်းဆိုရင်တလားမှ2ခါ3ခါလောက်လျှော်လို့ရှိရင်အခုဆိုလို့ရှိရင်အဝတ်ချင်းလေးနည်းနည်းလေးများလာပြီးဆိုတာနဲ့အဝတ်တွေလျှော်တယ်အဝတ်တွေလန့်တယ်အဲ့လိုမျိုးလေးပေါ့နော်အမှုချင်းလေးတွေကိုနည်းနည်းချင်းစီပြောင်းပြီးလုပ်တယ်အဲ့လိုလုပ်ချင်ရတကယ်ထိရောက်တယ်နော်တကယ်ထိရောက်တယ်ကို့အမှုချင်းလေးလည်းပြောင်းသွားတယ်ဆိုတော့အဲ့လိုစိတ်ပိုင်းဆိုင်ရာရဲ့အမှုချင်းလေးတွေရဲ့တေးတေးစီပြောင်းလိုက်တယ်အများကြီးမပြောင်းနိုင်အောင်လေနော်လူဆိုတာလည်းချက်ချင်းဝုန်းကနေအစားဖြတ်ပြီးတော့ငတ်ခံဖို့ကလည်းဘလို့မှမဖြစ်နိုင်ဘူးလေနော်ဆိုတော့အဲ့လိုမျိုးလေးတွေလုပ်တယ်ဒီနေ့ဆိုလို့ရှိရင်ကျမတို့ခရီးသွားနေတဲ့အချိန်မှာကျမမနက်လဲလမ်းမှာကျမ7-11မှာဖတ်ထုတ်ဆိုလဲကျမစားတယ်ဖတ်ထုတ်တစ်ထုပ်လုံးမှာ9ခုပါတယ်ဒါပေမဲ့ကျမ2ခုစားတယ်ပြီးရင်ကျမကစုံပြုတ်စားတယ်ကစုံပြုတ်မှာကစုံပြုတ်မှာ9ခုပါတယ်အဲ့ကစုံမှာလည်းကျမ2ခုပဲစားတယ်ပြီးသွားလို့ရှိရင်ကျမအာလူကျော်စားတယ်အာလူကျော်တစ်ထုပ်လုံးကိုအဲ့ဒီတစ်ထုပ်လုံးကိုကျမစားဝယ်ကြတဲ့ကနေပြီးတော့ဒီမိုးချုပ်ထိစားတယ်ပေါ့နော်ဖြည်းဖြည်းချင်းစီတစ်ချက်ချင်းအဲ့လိုမျိုးစားတယ်အမှန်တိုင်းပြောရမယ်ဆိုရင်ကျမလုပ်တဲ့ပုံစံကလေကျမရဲ့ခန္ဓာကိုယ်ရဲ့ကယ်လိုရီနည်းနည်းပဲထည့်တော့တဲ့ပုံစံတော့ဖြစ်သွားတယ်ပေါ့နော်အရင်တော့ထားပါတော့တနေ့ကုန်နေလို့ကယ်လိုရီ2000လောက်စားလို့ရှိရင်အခုကကယ်လိုရီ1500လည်းဖြစ်မယ်1000လည်းဖြစ်မယ်900လည်းဖြစ်မယ်ဆိုတော့အဲ့လိုပုံစံလေးသွားရတယ်အဲ့လိုပုံစံလေးလုပ်တယ်ပေါ့နော်အဲ့လိုစီကန်းရှိနေထိုင်လိုက်တာမျိုးတော့မဟုတ်ပဲနဲ့ထိမ့်သိမ့်နေတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးလေးကျမလုပ်တယ်ဒါကတော့ဒီအစားအသောက်နဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျမပြပြတာပါနောက်ပိုင်းဟာလေးလည်းဆက်ပြီးပြပြမယ်နော်ဒီ channel ဆိုလို့ရှိရင်စောင့်ကြည့်ပေးနော်လွယ်လေးတွေကျမခက်ခဲမလုပ်ဘူးကိုဘယ်တော့မှဒုက္ခမပေးဘူးကျမအဲ့တော့တငယ်ချင်းတွေကိုပြောချင်တာရဲ့လေဝုန်းကနေအစာကြီးဖြတ်ပြီးဝိတ်တီရှော့လဲအောင်မြင်မှာမဟုတ်ဘူးကွာဒီလားအဲ့တော့ဖြည်းဖြည်းချင်းပြောင်းလဲပါလို့ပြောချင်ပါတယ်တတာနောက်ထပ်တင်ပေးမယ်နော်ဗီဒီယိုလေး